ဗမ်းမဲဆရာတယောက်ကတူတန်မိုးထားဖန်တီးထားတဲ့ပူစိန်တလက်ကိုမတော်တဆမြေကြီးပေါ်လစ်ပစ်လိုက်မိပါတယ်။တိုက်ဆိုင်စွာနဲ့လူငယ်လေးတယောက်ရောက်လာပြီးအဲ့ဒီပူစိန်ကိုကောက်ရသွားပါတယ်။သူကပူစိန်သွားထမထက်စမ်းသက်ချင်တာနဲ့တစ်ပင်ကြီးတစ်ပင်ကိုခုတ်ဆန်းကြည့်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့နမေကြီးဓာတ်လုပ်တဲ့ဆရာတယောက်ကသွားမထက်တဲ့ပူစိန်တုံးနဲ့တစ်ပင်ခုတ်ရလာမိုင်းမဲလိုက်တာဆိုပြီးလူငယ်လေးကိုလောင်ပြောင်ပါတယ်။ဒါပေမဲ့သူ့စကားမဆုံးခင်မှာပဲလူငယ်လေးကပူစိန်ကိုဝှက်ရမ်းလိုက်တာတစ်ပင်ကြီးကတိုးဘူးကိုလိဖျက်လိုက်တယ်လို့မျိုးအလွယ်တကူလဲကျသွားပါတယ်။ဓာတ်ဆရာကအံ့ဩသွားပြီးရှက်ရှက်နဲ့ဆင်ခြေပေးပါတယ်။သူ့ညီမကအဆင့်ကိုရှိရဲ့ဗမ်းမဲဆရာမဖြစ်ကြောင်းသူ့ညီမရဲ့နှက်ဖျားသားရှင်မှာဒီပူစိန်ကအလကားပါလို့ပြောပါတယ်။ချက်ချင်းပဲညီမဖြစ်သူကသူ့ရဲ့အဖိုးတန်ဓာတ်နဲ့ပူစိန်ကိုခုတ်ပိုင်းလိုက်ပါတယ်။ဒါပေမဲ့ရလက်ကတော့သူ့ဓာတ်ကသာ၃ပိုင်းပြက်ပြီးကျိုးသွားပါတယ်။အားလုံးမင်းသက်သွားကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဓာတ်ကကဘာပေါ်မှာအကောင်းဆုံးသားတွေထဲကတလက်ဖြစ်ပြီးရိုးရိုးပူစိန်တလက်ကိုရှုံးနေသွားလို့ပါ။တကယ်တော့အဲ့ဒီဗမ်းမဲဆရာကအရင်တုန်းကသွေးဆုံးတဲ့စစ်ပွဲတွေမှာပါဝင်ခဲ့ပြီးမိစ္ဆာတွေကိုတိုက်ခိုက်ခဲ့မှုတဲ့သူရဲ့ကောင်းပါ။ဒါပေမဲ့တိုက်ခိုက်ရတာတွေပင်ပန်းလာလို့သူ့ရဲ့အထောက်ထားမှန်ကိုစွန့်လွတ်ပြီးတာမန်ဗမ်းမဲဆရာတယောက်ဖြစ်အမိဖုံးကွယ်နေထိုင်နေတာပါ။ဒီနေ့မှာသူ့မိမအတွက်အဖိုးတန်တတူဝယ်ဖို့နမေကြီးဓာတ်ကယ်ဒမီကျောင်းကိုရောက်လာပါတယ်။ဒါပေမဲ့အဲ့ဒီကလူတွေကသူဟာကိရိယာအသေးစားလေးတွေလောက်ပဲလုပ်တတ်တယ်လို့ထင်ပြီးဝိုင်းလောင်ကြပါတယ်။သူကတော့ဘာမှပြန်မပြောဘဲတိတ်တဆိတ်ပဲတတူရွေးနေရတယ်။ဂိုင်းကအကိုကြီးတယောက်ကသူ့ကိုနှင်ချဆက်ဆံပါတယ်။ဒါပေမဲ့အကယ်ဒမီကျောင်းကိုကြီးရောက်လာပြီးဒီလူငယ်ဟာမျက်စိမိတ်ထားရင်တောင်တတူမျိုးစားကိုခွဲခြားနိုင်မှန်းသိလိုက်ပါတယ်။ဒါပေမဲ့အကိုကြီးကတော့သူ့ကိုအသုံးမကျဘူးလို့ပြောဆိုပြီးဓာတ်သွားဆလုပ်ပါတယ်။လူငယ်ကဒါကရေခဲတိမ်တိုက်တတူဖြစ်တဲ့အေးခံတဲ့အခါဖြည်းဖြည်းချင်းလုပ်ရမယ်မဟုတ်ရင်ပောက်ကွဲလိမ့်မယ်လို့သတိပေးပါတယ်။ဒါပေမဲ့အကိုကြီးကနားမထောင်ပဲမိပြင်းတက်လိုက်တော့ခဏကြာမှကျဲလောင်တဲ့အတန်ကြီးနဲ့အတူတတူကပောက်ကွဲသွားပါတယ်။အဲ့ဒီအချိန်မှာတမှုရောက်လာပြီးဒေါသကြီးပြောပါတယ်။ဒီအမအတွက်အကယ်ဒမီပိုင်းနဲ့တတူမိုင်းကိုပေးပြီးရော်ကြီးပေးရမယ်တဲ့။ဒါဆိုရင်အကယ်ဒမီတစ်ခုလုံးပျက်စီးမှာပါ။ဒါကြောင့်တမှုကစင်ခေါ်လိုက်ပါတယ်။အကယ်၍မင်းတို့နှက်ဖျားသားတစ်လက်ဖန်တီးပေးနိုင်ရင်ရော်ကြီးမီယူပဲခွင့်လွှတ်ပေးမယ်တဲ့။ကျောင်းကြီးကမတက်တာပဲဘေးနားကတိတ်ဆိတ်နေတဲ့လူငယ်ကိုဓာတ်လုပ်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။လူငယ်ကသူ့ကိုကြိုက်လိုက်တာနဲ့ကောင်းကင်ရောင်ပြောင်းသွားပါတယ်။လျှက်စီးတွေလက်လာပြီးမျက်တောင်တစ်ခတ်အတွင်းမှာပဲနှက်ဖျားသားကိုဖန်တီးလိုက်ပါတယ်။ဓာတ်ကိုမြောက်လိုက်တာနဲ့တိမ်ပေခွဲပြီးရွှေနဂါးကြီးပေါ်လာကကြောက်တုံးကြီးကိုတစ်ချက်တည်းနဲ့နှစ်ချမ်းပိုင်းလိုက်ပါတယ်။အားလုံးမင်းသက်သွားကြပြီးသူတို့အမြဲတမ်းအသုံးမကျဘူးလို့ထင်ထားတဲ့သူကတကယ်တော့နှက်ဖျားပန်းမဲဆရာမှန်နားလည်သွားကြပါတော့တယ်။